Your smile lit up ကဲအိမ်မဟုတ်တဲ့နေရာလေးကနေပြီးတော့ blog ပေါ်ဆောက်လိုက်ပါတယ်အိမ်မှာပဲတောင်းရှာနေရလို့အလုံးလုံးနေရတာပြင်းလာတဲ့တကယ်ချင်းတော့ဖုန်းဆက်လိုက်တယ်ပေါ့နော်အိမ်မှာလို့အပြင်းလဲတော့ဟိုမုံသားစားရအောင်ဒါမှမဟုတ်တပုတ်မိပါလေးသွားရိုက်ရအောင်ပေါ့အဲ့နဲ့သူကလည်းချက်ချင်းပဲမငင်းရှာအောင် okay လေးဆိုပြီးတော့အခု berry bar ကိုရောက်နေတာပေါ့နော်သူကတော့မရောက်လာသေးဘူးအဲ့ဒါစောင့်နေတာမင်းကြီးမရောက်လာပါပြီနှစ်ယောက်သားမုံစားမှုတော့တပုတ်ထွေးရိုက်ဖို့ဆိုတော့လောကရင်းစရာနှစ်ခါမချင်းရအောင်အမကအပြင်မှာလေးကိုအေးတာပြောလို့ဟိုတကယ်တော့ဝင်လာတော့အပြင်သားမှာပေါ့နော်ပန်းနေတဲ့ဖိုတိုဘူးပုံစံမျိုးလေးလုပ်တာဘာတော့ဆက်လို့ပါဟုတ်တယ်โอเคပါမယ်ရီကာမှာဆက်ချင်းဝင်လာကြတဲ့ဒီ station လေးကိုတွေ့ပြီးတော့မျက်စိကျနေတာ Reno special menu ရဲ့ AI pop out တဲ့ 0.6 ultra wide တဲ့စိတ်ဝင်စားစရာလေးတော့Bariga Cafe ရဲ့ဝင်ချင်းမှာ Oppo Reno Station ဆိုပြီးတော့ထားပေးထားရပေါ့နော်ဒီဘက်မှာက instruction board လေးရှိတယ်။အော်ဒီမှာဓာတ်ပုံရိုက်ဖို့အတွက်ဖုန်းလေးလည်းထားပေးထားတယ် Oppo Reno 15ရဲ့ဖုန်းလေးညမှန်တွေဘီကုတ်လေးတွေအဲ့ဒါတွေကကျတော့ photo book ထဲမှာရိုက်ဖို့အတွက်ထင်တယ်။ဒီမှာ Oppo Reno counter ဆိုပြီးတော့ instruction လေးတစ်ခုတွေ့ရပေါ့နော်။သူကဒီ photo book မှာရိုက်ခဲ့တဲ့ပုံတွေကို QR လေးကို scan လုပ်ပြီးတော့ဒီမှာပေးထားတဲ့ hashtag တွေနဲ့ Facebook မှာ post ပြန်တင်ပေးရမယ်ပေါ့နော်။ဟောဒီလိုမျိုးပုံစံလေးနဲ့ for example ပို့ထားပေးတာ။နော်ဖုန်းတစ်လုံးတော့မရအောင်ဆိုရိုက်ပေးပါလား။ကဲဒါကတော့သူရဲ့ counter မှာချပေးထားတဲ့ဒီ Oppo Reno 15ကိုနှစ်ယောက်ကကလိကြည့်မလို့ပေါ့နော်။ဘာမှမမြင်အောင်ဆိုရွနေတယ် screen မဖွဲ့ရသေးဘူး။အော်သူက1 year 2 lens က7ထိသွားတယ်မိုက်လိုက်တာဘိုးတော့ဒီမှာ 0.6x တဲ့ထူးဆန်းတယ်တော့သိကြည့်ရအောင်ပြီးရင်မ boot ရဲ့အတွဲနဲ့တော့တစ်ချက်လောက်လိုက်ပြတယ်ဝင်လိုက်တယ်လည်းလုံးဝ porous လေးတစ်ခုလည်းရောက်သွားတယ်ပဲဒီမှာဖုန်းလေးလည်းရှိရယ် hello Michaela ဒီလိုလေးဒီအမျိုးဆက်လိုက်နေကြတာမိုက်တယ်တော့ဒီမှာပြမယ်iPhone ကနေပြီးတော့ရိုက်ပြီးခါရတန်းပြမိုက်တယ်မလားကိုရီတကယ်ချင်းတယောက်ကခင်လာတာကြာတာနှစ်ယောက်တူတူတွဲရိုက်ထားတဲ့တပ်ပုံပုံလုံးဆိုလုံးဝမရှိသလောက်ပဲအခု Oppo Reno Station ကျမှပဲနှစ်ယောက်သားတပ်ပုံကောက်တူတူရိုက်ရတယ်တကယ်ချင်းနဲ့ရိုက်ပြီးပြီဆိုတော့အခုကတော့ကိုတယောက်တည်းအလဲပေါ့ Oppo Reno Station တသေးလေးတစ်ခုထဲမှာလည်း photo spot တွေများလုံးတဲ့အတွက်ရိုက်လို့ကိုမကုန်နိုင်ဘူးအရှိမကကြတော့ပန်းလေးနဲ့ထားပေးထားတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့နည်းနည်းအဲ့လိုခက်မက်မိုက်ပုံစံမျိုးလေးပေါ့ street style လေးထားပေးထားတယ်တပ်ပုံဘယ်လိုပုံစံမျိုးလိုချင်တာ lens ကိုဘယ်လိုသုံးပြီးရိုက်ဆိုပြီးတော့ဒီပူချက်တိတ်မှာ lens လေးရောလဲဆရာလောက်ပါသေးရဲ့အခုရိုက်ထားတဲ့ပုံသုံးပုံမှာဆိုရင်ကျစင်က 1x 2x နဲ့ 3.5x lens သုံးမျိုးကိုပြောင်းပြီးရိုက်ထားပေါ့နော်ဖုန်းကင်မရာရဲ့အနေနဲ့ရိုးရိုးစွမ်းမဲ့ဆွဲပြီးရိုက်မယ်ဆိုရင်ဝါးရရှိနိုင်ပေမဲ့အခု Oppo Reno 15မှာက 3.5x lens လေးပါဝင်တာကြောင့်မလို့အဝေးကနေရိုက်တဲ့ဓာတ်ပုံတွေကကြည်လင်ပြတ်သားနေကောပဲပုံမှန်ဒီလိုမျိုးနေပူတဲ့အချိန်မှာဒါလေအမကိုဓာတ်ပုံလိုက်ရခိုင်းရဆိုတော့ပဲမူခါရဲ့ Ice America နဲ့နှစ်ခွက်တောက်ပြီးအခြေအနေကအဲ့လိုဖြစ်နေရရှီကလုံးဝမရတော့အရင်နေ hype နေပြီးတော့အမဒီနားလေးမှာဓာတ်ပုံလေးရိုက်ပေးပါလားဟောလို့ဟဲ့ဖိရိုက်ပေးရှိလေဘယ်ရှင်လေးကြိုက်လို့မခဏပြချင်ရိုက်ပေးတော့မောင်းမယ်နော်ပဲရပါတယ်မှောင်းပါလို့ဒါမဲ့ဒီနေရာလေးကလှရလေကြည့်အောင်မှန်လေးနဲ့ပါလေးနဲ့ရပါတယ်ဒီမှာ edit ထဲမှာဟို AI editor ထဲမှာ AI portrait ကိုရှိရဲအဲ့ဒါနဲ့ပဲလင်းအောင်ပြင်လိုက်တော့မယ်လင်းဝါးကြီးတွေ့လားဘယ်လောက်မိုက်လဲဒီမှာကြည့်ပါဦး AI portrait ကိုနဲ့ဓာတ်ပုံပြင်လိုက်တာဒီလိုမျိုးမှောင်မဲနေတဲ့ပုံကနေချက်ချင်းရင်းထဲဝါပဲကြည့်အောင်အခုနကကျွန်တော်ဒီ Oppo phone နဲ့ရိုက်ထားတဲ့ပုံလေးကိုဒီမှာ scan လေးလုပ်ပြီးတော့ပြန်ပြီးတော့ Polaroid လေးထုတ်လို့ရပါတယ်ရှင်။မ scan လုပ်လိုက်ရင် website ထဲရောက်သွားပြီးတော့ဒီမှာပြန်ပြီးတော့ကိုကြိုက်တဲ့ဓာတ်ပုံတွေးပြီးတော့ Polaroid လေးပြန်ထုတ်လို့ရပါတယ်။
နည်းပေါ်လာပြီနည်းနည်းပေါ်လာပြီ မရှင်တမဲခေါင် အော်ခါပေါ်လာပြီခါမဲခါလည်းတစ်ခုလုံးခါမယ်ကော်ဖီနှစ်ခွက်တောက်ပြီးတူပြီးချင်းနေတော့ခါနာပဲဒါပေမဲ့အဆက်တော့ပေါ်လာတော့တူပဲအဲ့လိုမျိုး visible ပုံရဖြစ်လာမှထင်တယ်ဒီတိုင်းရင်ဒီမှာက case လေးရှိရပေါ့နော်အဲ့ဒီ case ကိုပို့လိုက်လေတဲ့တော့စတိုးရ ရောင်ရင်ဒီမှာပါသေးတယ် ဒီလိုအော်အော်ရှိရ case ကိုဒီမျိုးတပုံလေးထည့်လိုက်ပြီးပြီဆိုရင်เนาะအမှတ်တရလှလှလေးရပါပြီရှင်ဆိုင်နေမှာကိုပြောချင်တဲ့စကားအခုနကကျွန်တော်ကြည့်ခဲ့ရဒီနောက်ဆက်နှစ်ကအသိကိုတော့ပြောချင်တဲ့စကားဆိုရဲကူပွန်လေးပေါ့နော်အဲ့ဒါလေးကအခုနကဟိုကောင်တာမှာမေးကြည့်လိုက်တာကဘာလဲဆိုတော့ဒီမှာစာရေးပြီးတော့ဟိုဘက်က Oppo စာလိုက်ပုံလေးရဲပေါ့နော်ဒီကူပွန်လေးကိုဖြဲပြီးတော့ထည့်လို့ရတယ်ဒါ QR scan လေးကို scan ဖတ်ပြီးတော့ဒီမှာမဲနိုင်ပြီးတော့ပေါ့အဲ့လိုမျိုးမဲရလည်းပြန်ပြီးတော့လက်ဆောင်လေးထုတ်လို့ရတယ်တဲ့အဲ့တော့ဆန်ဆန်ကနောက်ဆက်နှစ်မှာကိုကိုဘာပြောချင်လဲဆိုတာဒီကိုရေးပြီးတော့စာရေးပုံနဲ့ထည့်လိုက်မယ်ကိုပေါ်မှာစာလေးရောရေးပြီးပြီအဲ့တော့စာလေးကိုဖြဲပြီးတင်ထားမယ်ဒီအပိုင်းလေးကိုကကြတော့ Oppo ရဲ့စာရေးပုံလေးရဲ့ထည့်လိုက်ပါမယ်ရှင် scan လေးကိုဖုန်းနဲ့ scan ဖတ်ပြီးတော့လက်ဆောင်လေးထုတ်ကြည့်အောင်မယ်တော့ဒါကမဲနိုင်တဲ့ဟာပါတဲ့ပြီးတော့ဒီထဲကနေပြီးတော့ဒီလိုမျိုးလက်ဆောင်ဖက်လာလေးလည်းယူလို့ရတယ်ဆိုတော့ဗာများရမလဲမသိဘူးနည်းနည်းလိုက်ကြည့်လိုက်မယ်buy the pound get 50% off တဲ့ဒါကြ Berica မှာရမှာထင်တယ်အဲ့တော့ Berica မှာ1000ခွဲကိုဝယ်တဲ့ခါကျရင် 50% off ရပါမယ်တဲ့ဒီလိုမျိုးမဲနိုင်ပြီးရောဆုလက်ဆောင်တွေလည်းအများကြီးရယူလို့ရပါသေးရဲ့ရှင်ဒီလိုမျိုးပန်းလှလှလေးနဲ့တခြားဆုလက်ဆောင်တွေလည်းအများကြီးရှိပါသေးရဲ့ Berica မှာထားရှိပေးထားတဲ့ Oppo Reno 15 series ရဲ့ဖုန်းလေးတွေကိုအသုံးပြုပြီးတော့လည်းဒီ Oppo Reno station လေးမှာဓာတ်ပုံလှလှလေးရိုက်ယူပြီးတော့Oppo Reno 15ရဲ့ဖုန်းတစ်လုံးကိုကန်ဆယ်နိုင်အောင်မှာဖြစ်ပါရရှင်။အဲတော့ Berica ကိုလာပြီးတော့ Oppo Reno Station မှာတပ်ပုံလှလှလေးထိုက်ပြီးတော့ကန်ဆယ်လို့ရပါပြီ။အားလုံးကို play ဖိတ်ခေါ်ပါရရှင်။အားလုံး bye bye